္ဂလာပါတရုတ်စာနဲ့ဂျပန်စာမတူပါဘူးခင်ဗျာဂျပန်စာကအင်္ဂလိပ်စာတက်မှဆိုရင်ပေါင်းဖတ်လို့ရပါတယ်တရုတ်စာတော့မတူပါဘူးဥပမာအဖြစ်ဂျပန်စာမှာတိုကျိုဆိုရင် TO2 KYO2 ဆိုပြီးတော့အလွယ်တကူအတန်ထွက်လို့ရသလိုယိုကိုဟာမာဆိုရင်လည်း YOU KO9 YOKO HA ဟာယိုကိုဟာအမေမာယိုကိုဟာမာဆိုပြီးတော့အလွယ်တကူအတန်ထွက်နိုင်ပါတယ်ကျွန်တော်တို့တွေဟာ Facebook YouTube တွေသုံးနေတဲ့ဒီတရုတ်စာကိုကိုယ်တိုင်အတန်တက်မှမလေးထွက်နိုင်ဖို့လိုအပ်မယ်လို့ထင်ပါတယ်ကျွန်တော်ကိုယ်တိုင်ကတရုတ်စာတက်သူတရားမဟုတ်ပေမဲ့ကျွန်တော်လေ့လာမိသားကလေးကို YouTube ပရိသတ်တွေကိုပြန်လည်မျှဝေပေးခြင်းပါတယ်ဒီဗီဒီယိုမှာတော့ကျွန်တော်တရုတ်နိုင်ငံကလူအမည်တွေနဲ့မြို့ကြီးအချို့ရဲ့အမည်တွေကိုရွေးထားပါတယ်ပထမဆုံးတစ်ခုကကျွန်တော်တို့အားလုံးနဲ့ရင်းနှီးပြီးသားအမည်တစ်ခုဖြစ်တဲ့တရုတ်သမ္မတရှီကျင်းပင်ရဲ့အမည်ပဲဖြစ်ပါတယ်ဒီနေရာမှာ HI ကိုရှီလို့အတန်ထွက်ပါတယ်အဲ့ဒီတော့ H ဆိုတဲ့အခရာကကျွန်တော်တို့အနည်းဆုံးယူမယ်ဆိုရင် SH ဒါမှမဟုတ် CH လို့ယူလို့ရပါတယ်ကျွန်တော်ကတော့ H ညီမချင်း SH လို့သုံးနေပါတယ်အဲ့ဒါကြောင့် HI ဆိုရင် SHI ရှီဆိုပြီးအတန်ထွက်ကြည့်ပါမယ်ဥပမာတရုတ်နိုင်ငံသမ္မတကြီးရှီကျင်းပင်နောက်တစ်ခုမြို့တစ်မြို့ရဲ့နာမည် HIAN အဲ့ဒီမြို့မှာကျွန်တော်တို့ H ကို SH နဲ့အစားထိုးတဲ့အခါမှာ SHIAN ရှီအန်ဆိုတဲ့အတန်ထွက်ပါတယ်ကျွန်တော်တို့တွေအမှတ်တမဲ့ကြည့်လိုက်မယ်ဆိုရင်ကြောင်သွားတဲ့အထက်မှာဒီ H ဆိုတဲ့စကားလုံးလည်းပါပါတယ်ရှီအန်မျိုးပြီးတော့ချမ်ရှောင်းကျွန်တော်တို့ဒီနေရာမှာ HIAO ကိုရှောင်းလို့အတန်ထွက်ပါတယ်ချမ်ရှောင်းကျွန်တော်တို့ SH ဆိုတဲ့စကားလုံးလေးကိုမြင်အောင်ပြီးတော့အတန်နဲ့ထွက်ကြည့်အောင်ရှူကိုင်းနောက်တစ်ခုမြို့တစ်မြို့ရဲ့နာမည်ကိုကျွန်တော်တို့ဖတ်ကြည့်အောင် HANG ဟန် ZHOU ဂျိုဟန်ဂျို ZHOU ဂျိုလို့အတန်ရဖို့အတွက်ကျွန်တော်တို့အနည်းဆုံးစကားလုံးဖလှယ်ကြည့်တဲ့အခါမှာ ZH ညီမချင်း CH လို့ယူမယ်ဆိုရင်နည်းနည်းအဆင်ပြေမယ်လို့ထင်တယ် ZHOU နေရာမှာ CHOU ဆိုရင်ဂျိုဆိုပြီးတော့မျိုးလုံးထဲမှာလည်းရှင်းရှင်းလင်းလင်းနဲ့အတန်ထွက်လို့ရသွားမယ်